Okay ဒီနေ့မှာတော့ကျွန်တော်တို့ကွန်ပျူတာမှာမြန်မာစာတိုင်ပင်အတွက်မြန်မာ keyboard layout ဘယ်လိုသွင်းရမလဲဆိုရင်လည်းကျွန်တော်တို့ font နဲ့ပတ်သက်ပြီးတော့ဒါမျိုး font လာတွေဘယ်လိုသွင်းရမလဲဆိုတော့ sharing လုပ်ပေးမယ်ပြီးတော့ကျွန်တော်သုံးနေကြဒီ font တွေကို management လုပ်တဲ့နေရာမှာတော်တော်သုံးနေတဲ့ software လေးတစ်ခုလည်း sharing လုပ်ပေးမယ်ဒါဆိုရင်ကျွန်တော်တို့ video လေးစလိုက်ရအောင် wait ခဏလေး video intro ကနည်းနည်းတိုနေတယ်လို့ပဲဘာဆက်ပြောရမလဲမသိတော့ခုနပြောခဲ့တာကိုပဲနောက်တစ်ခေါက်ထပ်ပြောမယ်တတ်နောက်တာဗီဒီယိုလေးစလိုက်အောင်ကျွန်တော်တို့ကွန်ပျူတာမှာမြန်မာ keyboard ကို install လုပ်ဖို့ဆိုရင်နှစ်နည်းရှိတယ်ပထမနည်းကတော့ Windows မှာငကိုပါတဲ့ဒီ ပေးတဲ့မြန်မာ keyboard layout ကို install လုပ်တာရယ်နောက်တစ်နည်းကကျတော့ Qmagic နဲ့ Keyman လိုမျိုး keyboard software တွေကို install လုပ်တာကျွန်တော်တို့ပထမနည်းလေးကလွယ်တော့အဲ့နည်းလေးကိုအရင်တွားလိုက်အောင်ကျွန်တော်တို့ setting ထဲဝင်မယ်ပြီးရင်တိုင်းတဲ့ language ကိုနှိပ်မယ်ပြီးလို့ရှိရင် language and region ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာ add a language ဆိုတာလေးကျွန်တော်နှိပ်မယ်ပြီးရင် search မှာကျွန်တော်တို့ကမြန်မာဆိုပြီးတော့ရိုက်ရှာလိုက်မယ်အဲကြလို့ရှိရင်ဒီအောက်နားလေးမှာမြန်မာစာ Burmese ဆိုပြီးတော့ကျွန်တော်တို့ပြနေတယ်အဲ့ဒါလေးကျွန်တော်တို့ click တစ်ချက်နှိပ်လိုက်မယ်ပြီးရင် next ပြီးလို့ရှိရင်ကျွန်တော်တို့ install ဆိုတာလေးကျွန်တော်နှိပ်ရမယ်ကျွန်တော်စီမှာတော့ VPN ခံမှ install လုပ်လို့ရမှာဖြစ်တဲ့အတွက် VPN လေးအရင်ခံလိုက်မယ်ပြီးရင် install ဆိုတာလေးကျွန်တော်နှိပ်လိုက်ပါမယ်ပြီးရင်ဒါလေးကိုကျွန်တော်တို့ပြည့်တဲ့အထိခဏစောင့်ပေးရပါမယ်ကျွန်တော်တို့ install လုပ်တာပြီးသွားပြီဆိုရင်တော့ဒီ text bar လေးမှာဒါမျိုးလေး English ဆိုပြီးတော့ကျွန်တော်တို့ပေါ်လာလိမ့်မယ်ကျွန်တော်ဒါလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော် English လား Burmese လားကျွန်တော်ရွေးလို့ရတယ်ကျွန်တော် shortcut အနေနဲ့ Windows key နဲ့ space bar ကိုတွဲနှိပ်လို့လည်းရပါတယ်ကျွန်တော်ညီမစာတိုင်ပင်လေးကိုတစ်ချက်သွားဆန်းကြည့်လိုက်အောင်ကျွန်တော်ပထမနည်းလေးကတွင်းရတာလွယ်မဲ့အချို့ app တွေမှာဒါမျိုးကြိုးကြောင်နဲ့စာတွေမမှန်တာမျိုးတွေလည်းကျွန်တော်တို့ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်နောက်တနည်းလေးကိုဆက်သွားလိုက်အောင်ကျွန်တော်တို့ Chrome ထဲဝင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ search မှာပြည်ထောင်စု font ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒါလေးကိုဝင်မယ်ပြီးတော့ကျွန်တော်တို့ download all in one zip ဆိုတာလေးကိုကျွန်တော်တို့ဒီအောက်က download link လေးကိုနှိပ်ပြီးတော့ download လိုက်ပါမယ်ကျွန်တော် download လုပ်တာပြီးတဲ့ဒီခဏစောင့်ပေးရပါမယ်ကျွန်တော်တို့ download လုပ်တာပြီးသွားလို့ရှိရင် download folder ထဲမှာ download zip file လေးကျွန်တော်တို့ရလာပါလိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်တို့ right click ထောက်မယ်ပြီးရင်ကျွန်တော်တို့ extract all ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်ပြီးရင် extract ဆိုတာလေးကျွန်တော်နှိပ်မယ် okay ဒါဆိုရင်ဒါမျိုး folder လေးကျွန်တော်တို့ပေါ်လာလိမ့်မယ်အဲ့ folder ထဲကျွန်တော်တို့ဝင်လိုက်မယ်ဒီထက်မှာကျွန်တော်တို့ Keymagic နဲ့ Keyman လိုမျိုးကျွန်တော် software တွေ့နေမယ်ကျွန်တော်တို့ကတော့ Keyman ကသုံးရတာပိုဆင်ပြေတော့ Keyman ကိုပဲကျွန်တော်တို့တွေ့လိုက်ပါမယ်ကျွန်တော်တို့ Keyman ပြည်ထောင်စု MN ဆိုတာလေးကို double click နှိပ်လိုက်ပါမယ်ပြီး run ဆိုတာလေးနှိပ်မယ်ပြီးတော့ဒါမျိုးလေးပေါ်လာပါလိမ့်မယ်ဒီမှာပြထားတာကကျွန်တော်တို့ Keyman desktop ရဲ့ပြည်ထောင်စု font ရဲ့ပါတခါတည်းပါတယ်ဆိုပြီးတော့သူကပြထားပါတယ်ကျွန်တော် install ဆိုတာလေးနှိပ်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ update အသစ်ထွက်တယ်အဲ့ဒါကိုတခါတည်း install လုပ်မှလားကိုကျွန်တော်မေးတယ် line ကောင်းရင်တော့ကျွန်တော်တို့ yes ဆိုတာလေးကိုနှိပ်လိုက်မယ် line မကောင်းလို့ရှိရင်တော့ကျွန်တော်တို့ no ဆိုတာလေးနှိပ်ပြီးတော့နောက်မှ update တင်လို့လည်းရပါတယ်ကျွန်တော်တို့ yes ဆိုတာလေးကိုနှိပ်လိုက်မယ်ကျွန်တော်ဒါလေးကိုခဏစောင့်ပေးရပါမယ်ဒါမျိုး location တောင်းလို့ရှိရင်ကျွန်တော်တို့က no ဆိုတာလေးပဲနှိပ်လိုက်မယ်
ပြီးတော့ကျွန်တော်တို့ဒီနေရာမှာ show display ဆိုတာလေးကျွန်တော်တို့အမှန်ချင်းဖြုတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ start keyman ဆိုတာလေးကျွန်တော်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီအောက်နားလေးမှာ EMG ဆိုတဲ့နေရာလေးမှာ English နဲ့ Burmese ပြည်ထောင်စုအမှန်ဆိုပြီးတော့ကျွန်တော်တို့ keyboard layout နှစ်ခုတွေ့ပါလိမ့်မယ်ဒါလေးကိုလည်းတစ်ချက်သွားစမ်းကြည့်လိုက်အောင်ဒီကောင်လေးကတော့ကျွန်တော်တို့နှုတ်ဘက်မှာစာမှန်အောင်တွေ့ရပါတယ်ဒီနည်းမှာဘာသွင်းရမလဲဆိုရင်တော့ကျွန်တော်ကတော့ keyboard layout ကိုနှစ်ခုစလုံးသွင်းထားလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့အချို့ software တွေမှာစာမမှန်တဲ့အခါမှာကျွန်တော်တို့တစ်ခုမှတစ်ခုပြောင်းသုံးလို့ရအောင်ပါ။ဒါဆိုရင်ကျွန်တော်တို့ file တွေဘက်ကိုဆက်သွားလိုက်အောင်။ကျွန်တော်တို့အရင်ဆုံး file တွေကို install မလုပ်ခင်ကျွန်တော်တို့အဲ့ဒီ file အလှတွေကိုဘယ်ကနေကျွန်တော်တို့ download လုပ်လို့ရမလဲဆိုတဲ့ source တွေကိုအရင်ပြောမယ်။ကျွန်တော်တို့ English file အလှတွေကိုတော့ computer file နဲ့ဒါ file ဆိုတဲ့ website လေးနှစ်ခုကနေကျွန်တော်တို့ download လုပ်လို့ရတယ်။နောက်ထပ်မြန်မာ file ကိုတော့ကျွန်တော်တို့ NavG ဆိုတဲ့ website လေးရှိတယ်။ Chrome ထဲဝင်လိုက်မယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ search မှာ Google file ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်။ပြီးရင်ကျွန်တော်တို့ဒါလေးကိုဝင်လိုက်မယ်။ဒီနေရာမှာကျွန်တော်တို့ scroll လေးဆွဲပြီးတော့ကိုကြိုက်တဲ့ file ကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့ download လုပ်လို့ရတယ်။ကျွန်တော်ဒါလေးကို click ချက်နှိပ်လိုက်မယ်။ပြီးရင်ဒီ banner လေးကget file ဆိုတာလေးကျွန်တော်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ download all ဆိုတာလေးကျွန်တော်နှိပ်လိုက်လို့ရှိရင် download လုပ်သွားပြီနောက်ထပ် website လေးတစ်ခုထပ်သွားလိုက်အောင်ကျွန်တော် search မှာဒါ file ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ website လေးထဲဝင်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့ကိုကြိုက်တဲ့ category ရွေးလို့ရတယ်ကျွန်တော်က cartoon ဆိုတာလေးရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာဒါဆိုရင်ကျွန်တော်တို့ file တွေအများကြီးပေါ်လာပြီကျွန်တော်ဘေးနားက download button လေးနှိပ်လိုက်ရုံနဲ့ကျွန်တော် download လုပ်လို့ရပြီနောက်တစ်ခုကကျတော့ကျွန်တော်တို့ search မှာ NavG ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ်ပြီးရင်ကျွန်တော်ဒီ website လေးထဲကိုဝင်လိုက်မယ်ပြီးရင်ဒီနားလေးမှာကျွန်တော်တို့ free ဆိုတာလေးရှိတယ်အဲ့ဒါလေးကျွန်တော်တို့ channel လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒါမျိုး file တွေအများကြီးပေါ်လာလိမ့်မယ်ဒီနေရာမှာကျွန်တော်သတင်းကြော့ဆိုတာလေးကျွန်တော် click channel လိုက်မယ်ပြီးရင်ကျွန်တော်တို့အောက်က free download ဆိုတာလေးကျွန်တော်နှိပ်လိုက်ရုံပဲဒါပေမဲ့ဒီမှာကျွန်တော်တို့ download လုပ်ဖို့ဆိုရင်ကျွန်တော်တို့ account ဖွင့်ထားဖို့တော့လိုတယ် Okay ဒါဆိုရင်ကျွန်တော်တို့ file သွင်းနည်းတွေကိုဆက်သွားလိုက်အောင်ကျွန်တော်စီမှာတော့ဒီ file collection ဆိုတဲ့ file လေးကိုကျွန်တော်က download လုပ်ထားပြီးသားအဲ့ file ကိုကျွန်တော်ရဲ့ Telegram channel မှာလည်းတစ်ခါတည်းတင်ပေးထားတယ်အဲ့ဒါကိုကျွန်တော်တို့ right click ထောက်မယ်ပြီးရင်ကျွန်တော်တို့ extract on နဲ့ဖြည့်လိုက်မယ်ပြီးရင် extract ကိုနှိပ်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ file collection ဆိုတဲ့ folder လေးပေါ်လာလိမ့်မယ်အဲ့ folder လေးကျွန်တော် double click နဲ့ဝင်လိုက်မယ်ကျွန်တော်စီမှာတော့ဒါမျိုးလေး file တွေအသေးချာမြင်နေရတယ်တကယ်လို့မိတ်ဆွေတို့စီမှာဒါမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ခုနလိုမျိုးကျွန်တော်တို့ဒါမျိုးလေးပြနေရဆိုလို့ရှိရင်တော့ကျွန်တော်တို့ view ထဲမှာ lash icon ဆိုတာလေးကျွန်တော်တို့နှိပ်ထားလိုက်လို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ file တွေအသေးချာမြင်ရပြီကိုသွင်းချင်တဲ့ file right click ထောက်ပြီးရင်ကျွန်တော် install ဆိုတာလေးကျွန်တော်နှိပ်ရုံပဲ file 3ခုသွင်းချင်လို့ရှိရင်3ခု select မှပြီး right click ပြီး install ဆိုတာလေးနှိပ်ရုံပဲတကယ်လို့အကုန်လုံးသွင်းရင်လို့ရှိရင်တော့ control A နဲ့အကုန်လုံး select မှပြီး right click ပြီးရင်ကျွန်တော်တို့ install ဆိုတာလေးနှိပ်ရုံပဲဒါဆိုရင်ကျွန်တော်တို့ file ကိုသွင်းလို့ရပြီကျွန်တော်မျိုး file တွေအများကြီးသွင်းတာကကျွန်တော် set အမြင့်တွေမှာဆိုကိစ္စမရှိမှကျွန်တော် set အနှိပ်တွေမှာဆိုရင်တော့ file တွေသွင်းတာများလာလို့ရှိရင်ကျွန်တော် set လေးလာတာမျိုးတွေကျွန်တော်ကြော်ရနိုင်တယ်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကျွန်တော်သုံးနေကြဒီ file manager software လေးတစ်ခု sharing လုပ်ပေးမယ်ဒီ software လေးကတော့ကျွန်တော်တို့ file base ဆိုတဲ့ software လေးပေါ့ဒီ software နဲ့ဆိုရင်ကျွန်တော်တို့ကဒါမျိုး file တွေအများကြီး install လုပ်စရာမလိုတော့ဘူးကျွန်တော်တို့ file ကိုသုံးကျင်တဲ့ချိန်ကြလို့ရှိရင်ဒီ software ကိုဖွင့်ပြီးတော့သုံးရုံပဲဒါဆိုရင်ဒီ software လေးကို down ပြီးတော့ install တင်လိုက်ရအောင်ကျွန်တော် Chrome နဲ့ဝင်မယ်ပြီးရင်ကျွန်တော် search မှာ file base ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ website လေးထဲကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ download file base ဆိုတာလေးကိုနှိပ်မယ်ပြီးရင်ကျွန်တော်ဒီအပေါ်နားလေးမှာ file base for Windows ဆိုတာလေးကျွန်တော်ပြနေတယ်
အောက်နားလေးက download form ကိုကျွန်တော်ထပ်နှိပ်လိုက်မယ်ကျွန်တော်တို့ download လုပ်တာပြီးတဲ့အထိကျွန်တော်တို့ခဏစောင့်ပေးရပါမယ်ကျွန်တော်တို့ download လုပ်တာပြီးသွားလို့ရှိရင် download folder ထဲမှာခုနက download လုပ်ထားတဲ့ software လေးကို double click နဲ့ဖွင့်လိုက်ပါမယ်ပြီးရင်ကျွန်တော် run ဆိုတာလေးနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော် next ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ပြီး install ဆိုတာလေးကျွန်တော်နှိပ်မယ်ကျွန်တော် finish ဆိုတာလေးကျွန်တော်နှိပ်လိုက်ပါမယ်ကျွန်တော်တို့ software တွေဝင်လိုက်တာနဲ့ဒါမျိုးပြနေတယ်ဒီမှာ Google က file style 3000ကျော်ကိုလည်း preset အနေနဲ့တခါတည်းထည့်ပေးထားတယ်ဒီမှာကျွန်တော်တို့ကကိုသုံးချင်တဲ့ font တွေကိုရွေးပြီးတော့ဘေးနားက circle button လေးကိုကျွန်တော်နှိပ်လိုက်ရုံပဲဒါမျိုးအစိမ်းရောင်လေးဖြစ်သွားပြီဆိုရင်တော့ font က active ဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့ဒီ font ကိုသုံးလို့ရပြီကျွန်တော်တို့ active ဖြစ်နေတဲ့ font တွေကိုအပေါ်က active ဆိုတဲ့ tab လေးထဲမှာလည်းကျွန်တော်တို့ဝင်ကြည့်လို့ရတယ်ကျွန်တော်တို့ကဒီထက် font တွေကိုမသုံးချင်ဘူးကျွန်တော်တို့ခုနက download လုပ်ထားတဲ့ font တွေကိုသုံးချင်နေဆိုရင်လည်းရတယ်ဒီအောက်ကကျွန်တော်တို့အပေါင်းလက္ခဏာလေးနဲ့ app ဆိုတဲ့ button လေးကိုကျွန်တော်တို့နှိပ်လိုက်ရုံပဲဒါဆိုလို့ရှိရင်သူ့စီမှာကျွန်တော်တို့ font တစ်ခုချင်းစီလည်းထည့်လို့ရတယ်ဒါမှမဟုတ် folder လိုက်လည်းကျွန်တော်တို့ထည့်လို့ရတယ်ကျွန်တော်တို့မှာ download လုပ်ထားတဲ့ font folder လေးကိုထည့်မှာဆိုတော့အောက်က folder ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့ download ထဲကခုနက download လုပ်ထားတဲ့ font collection ဆိုတဲ့ folder လေးကိုရွေးပြီးတော့ကျွန်တော်တို့ select ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ folder ဆိုတဲ့ tab လေးထဲမှာခုနကကျွန်တော်တို့ထည့်လိုက်တဲ့ font collection ဆိုတဲ့ folder လေးရောက်လာပါပြီကျွန်တော်တို့က font collection ဆိုတဲ့ folder ထဲက font တွေအကုန်လုံးကိုသုံးပါဆိုတော့တစ်ခုချင်းစီကိုကျွန်တော်တို့လိုက်ပြီးတော့ edit လုပ်ပေးနေကြမလို့ဒီ font collection ဆိုတဲ့ဘေးနားလေးက circle button လေးကိုကျွန်တော်တို့နှိပ်လိုက်ရုံနဲ့အဲ့ folder တစ်ခုလုံးကိုကျွန်တော်တို့ edit ဖြစ်သွားပြီဒါဆိုရင်အဲ့ folder ထဲက font တွေအကုန်လုံးကိုကျွန်တော်တို့သုံးလို့ရပြီပြီးရင်တော့ကျွန်တော်တို့ဒီဘေးနားလေးက setting ဆိုတာလေးထဲမှာ scroll နည်းနည်းဆွဲပြီးတော့ hide to tray on close ဆိုတာလေးကျွန်တော်တို့ဖွင့်ပေးလိုက်ပါမယ်ကျွန်တော်တို့ခုနက setting လေးကိုကျွန်တော်တို့ on ထားလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ပိတ်လိုက်တဲ့အခါမှာဒီ software လေးကမထွက်သွားဘဲနဲ့ကျွန်တော်တို့ဒီ hidden icon menu လေးမှာကျွန်တော်တို့ရှိနေမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့ text bar ထဲဆွဲထည့်လိုက်ပါမယ်ကျွန်တော်တို့ဒီ software လေးကိုထွက်ချင်နေဆိုရင်တော့ text bar က software icon လေးကို right click ထောက်မယ်ပြီးရင် quit ဆိုတာလေးကိုနှိပ်လိုက်ရပြီ Okay ဒါဆိုရင်တော့ဒီ software လေးအလုပ်ဖြစ်မဖြစ်ကိုကျွန်တော်နဲ့အတူ license ကြည့်လိုက်ရအောင်ကျွန်တော်တို့ Microsoft Word နဲ့ပဲဆက်လိုက်ပါမယ်ကျွန်တော်တို့ဒီမှာမြန်မာ4ဆိုတဲ့ file ကိုတစ်ချက်ရှာကြည့်ကြည့်မယ်ကျွန်တော်စီမှာမြန်မာ4ဆိုတဲ့ file ကို install မလုပ်ထားတော့ဒီမှာမတွေ့ရဘူးကျွန်တော်တို့ဒီ Microsoft Word ကိုပြန်ပိတ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ format ကိုဖွင့်လိုက်ပါမယ်file collection ထဲမှာမြန်မာ4ဆိုတဲ့ file လေးကိုရှာပြီးတော့ကျွန်တော်တို့ edit လုပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ခုနက Microsoft Word ကိုပြန်ဝင်လိုက်မယ်မြန်မာ4ဆိုတဲ့ file လေးကိုကျွန်တော်တို့ထပ်ချကြည့်လိုက်ရအောင်ဒါဆိုရင်တော့ကျွန်တော်တို့ခုနက software ထဲမှာ edit လုပ်ထားတဲ့မြန်မာ4ဆိုတဲ့ file လေးရှိနေတော့တွေ့ရပါလိမ့်မယ် Okay ဒါဆိုရင်တော့ဒီ software လေးနဲ့ဆိုရင်ကျွန်တော်တို့က file တွေအများကြီးကိုဆက်လေးခံပြီးတော့ install လုပ်စရာမလိုတော့ပါဘူးဒီ software လေးမှာကိုသုံးချင်တဲ့ file တွေကို edit လုပ်ပေးလိုက်ရုံနဲ့အလွယ်တကူသုံးပြနိုင်မှာပဲဖြစ်ပါတယ်ဒီ software လေးကမိတ်ဆွေတို့အတွက်တော်တော်သုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုသဘောကျရင် channel subscribe လုပ်ထားဖို့မမေ့နဲ့နော်ကျွန်တော်တို့နောက်ဗီဒီယိုမှာညဆုံးကြတော့ပေါ့ See you guys